ခင်ဗျာကျွန်တော်စကီဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဘာလုပ်ပြမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခု trunk ဖြစ်နေတဲ့ skin tone လေးပေါ့နော် skin tone ဆိုတာထပ်ဘယ်လိုပြောမလဲသူအဲ skin မှာ glass လေးဖြစ်နေတာပေါ့reflect ဖြစ်နေတာလေးပေါ့ဒီလိုမျိုးမဟုတ်ဘဲနဲ့သူကဟိုကျွန်တော်မှန်မှာအဲ့လိုမျိုးလေးပေါ်နေတယ်ကျွန်တော်တို့ဒီမျက်နှာအစီပြန်ပြီးတော့မီးထိုးထားသလိုမျိုးပေါ့အဲ့လိုမျိုးဖြစ်နေတဲ့ပုံစံလေးပေါ့နော်အဲ့ဒါကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတာဟုတ်ပါကျွန်တော်ဟို Photoshop လေးနဲ့လုပ်ပြမှာပေါ့နော်နီးလန်းကတော့အများကြီးရှိပါတယ်ဒါပေမဲ့ဒါကတော့ကျွန်တော်သုံးနေတဲ့နီးလေးပေါ့နော်ဒါဘာလို့မလဲဆိုလို့ရှိရင်ဒီလေးရောက် copy ပွားထားလိုက်မယ် copy ပွားပြီးကျွန်တော် new layer ခေါ်မယ် new layer မှာခေါ်ပြီးလို့ရှိရင်ကျွန်တော် brush tool ကိုယူမယ်shortcut key ကတော့ P ပေါ့ဟုတ်ပြီbrush tool မှာကျွန်တော် brush အဖြူရောင်လေးကိုယူမယ်ပြောလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်လိုချင်တဲ့နားလေးပေါ့လိုချင်တဲ့နားဆိုတာဒီမှာ highlight ဖြစ်နေတဲ့နေရာလေးတွေကိုကျွန်တော်တောက်လိုက်မယ်ပြီးရင်ဒီနားလေးတွေပေါ့နော်ဒီနားလေးတွေကျွန်တော်ယူမယ်ပြီးရင်ဒီနှာခေါင်းနားလေးတွေနားတန်းလေးတွေယူမယ်ပြီးရင်ဒီနားလေးနှစ်ဖူးနားလေး lighting ထိတဲ့နားလေးယူမယ်ဒီဘက်ပြားလေးနည်းနည်းလောက်ပဲယူတော့မှာဒီဘက်နားလေးတွေကဟုတ်ပြီနားလေးတစ်ပတ်ဟုတ်ပြီပြီးသွားရင်အောင်လေးကိုတပည့်ကလေးခေါက်လိုက်ဒီလို blend လေးကြာလာမယ် okay ပြီးရင်ဒီအောင်လေးကို shadow highlight ခွဲမယ်ပေါ့နော်ဒီထားလောက်မှာကျွန်တော်ထပ်ခွဲမယ် Alt key လေးပေါ့ map မှာဆိုလို့ရှိရင် option key လေးကိုဖိပြီးတော့နည်းနည်းချင်းခွဲထုတ်လိုက်မယ်ဟောနည်းနည်းလေးပြန်လိုက်နည်းနည်းလေးပြန်ခွဲ okay ပြီးရင် highlight point လေးနည်းနည်းလေးခွဲမယ် highlight point အရင်ခွဲလိုက်ရင်ထုံသွားမယ်ဆိုလိုချင်တာဒီ black point ကိုမကြော်စင်းနဲ့ပေါ့ဗျာသူရဲ့အတွင်းနားလေးလောက်လေးပေါ့ okay ဒီလောက်အနောက်နည်းနည်းပြန်လိုက်လားအနောက်နည်းနည်းokay ဒီလောက်ဆိုကျွန်တော်ကြာပြီပေါ့နော်ဒါပေမဲ့သူကအရင်များတယ်လို့ဖြစ်နေတယ်ရကိစ္စမရှိဘူးကျွန်တော်ဒီမှာ opacity လေးနည်းနည်းချော့လိုက်မယ်ဟုတ်ပြီ opacity လေးချော့မယ် opacity လေးချော့ပြီးတော့ကျွန်တော်ဒီမှာ light tan ဆိုတဲ့နေရာလေးကိုပဲတွားလိုက်မှာပေါ့နော်ဟုတ်ပြီနည်းနည်းပြန်ခိုးတင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီကောင်ကိုကျွန်တော်အကုန်ပြန်ဖြတ်လိုက်ပေါ့နော်အကုန်ပြန်ဖြတ်လိုက်မယ်ဒီမှာ brush ယူရတဲ့အတွက် eraser နဲ့ဖြတ်လိုက်ရတယ်ကျွန်တော်ဒီမှာပန်နဲ့တောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီပန်ကိုစောက်တူနှံလိုက်လို့ရှိရင်သူက eraser ဖြစ်သွားတာပေါ့နော်ဆိုရင်ကျွန်တော်ကြိုက်တဲ့နေရာလေးပဲပြန်ပုတ်မယ်ပေါ့နော် brush လေးနဲ့ okay brush 2ယူရတယ်ဒီနေ့ရှော့မယ်နေကစားမယ် okay တောက်ဆိုရင်တော့ရပြီပေါ့နော်nice နှခမ်းနားလေးတွေပါနည်းနည်းထည့်ယူလိုက်နှခမ်းနားဒီနားနည်းနည်းများနေနည်းနည်းထည့်ရှော့ okay ပါလက်နားလေးတွေပါလက်နာကြတော့အရင်များသွားပြီလက်နာကြတော့အသက်ပြန်ဖန်တီးမှရအောင်ပြီးဒီဘက် highlight point လေးဒီနာက highlight point လေးတွေ okay အဆိုရင်တော့ကျွန်တော်ရသွားပြီပေါ့နော်ဒါပေါ့ကျွန်တော်လက်ရှိပုတ်တာတဲ့ဟာလေးပေါ့နော်before after ဒါတော့ကျွန်တော်လက်ရှိသုံးနေတဲ့နီးလေးပေါ့နော်တခြားနီးလမ်းရင်လည်းရှိပါတယ်နော်ဒါတော့ကျွန်တော်ပို့ပြီး used to ဖြစ်တာပါကျွန်တော်ပို့လွယ်တယ်လို့ခံစားရတဲ့နီးလေးပေါ့နော်ကဲပါခင်ဗျာဆိုလို့ရှိရင် skin ကအရင်တုန်းကဆိုရင်ဒီမှာနည်းနည်း highlight လေးရောရှိတယ်ဗျာနည်းနည်းflat ဖြစ်တဲ့ပုံစံဘက်ကိုသွားတယ်ဒါပေမဲ့ကျွန်တော်ဒီကောင်ဒီ glass လိုမျိုးဟာလေးပေါ့ဒီ reflect ဖြစ်တဲ့ဟာလေးပြန်အောက်လာတော့ skin ကပိုကြွလာတယ်လို့ခံစားရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်နောက်တစ်ပုံနဲ့ဆန်ပြပေးမယ်နော်hello ကျွန်တော်အခု not ကောင်နဲ့ထပ်ဆန်ပြတာဒါတော့ကျွန်တော်ဘာ retouch မှမလုပ်တော့ဘူးကျွန်တော် free pick ကနေပြီးတော့ down လာတဲ့ပုံပဲပေါ့နော်အဲ့ဒီပုံလေးနဲ့ပဲကျွန်တော်လုပ်ပြလိုက်တော့မှာပေါ့နော်
point command J နဲ့ပွားတယ်ပြီးလို့ရှိရင်ကျွန်တော် new လေးရခေါ်တယ် brush 2ကိုယူတယ် brush အဖြူလေးနဲ့ highlight နဲ့လေးကျွန်တော်လိုက်ပို့လိုက်တယ်ဟုတ်ပြီပြီးရင်ဒီဘေးအောက်လေးမှာလိုက်တင်တစ်ခွက်ထိတယ်အဲ့ဒါလေးတွေပုတ်တယ်ဟုတ်ပြီ okay ပြီးရင်ကျွန်တော်ဒီကောင် double click ခေါက်မယ်အဲ့ဒီမှာတုံးပြန်ခွဲမယ်ပေါ့နော်တုံးပြန်ခွဲပါမယ်ဒီလောက်ပေါ့နော်ဒီလောက်ဆိုကျွန်တော်ကြိုက်ပြီးအဲဆိုလို့ရှိရင်ကျွန်တော်ဒီတဲမှာ light and opacity လေးနဲ့ကိုရှော့လိုက် okay ဒါဒီမျက်နှာမှာအစီပြန်တယ်လို့ glass လို့ဟာလေးရလာပြီပေါ့နော်ကျွန်တော် plus လေးနဲ့လိုက်ထပ်ပို့ပေးလိုက် highlight နဲ့ရတယ်လေပုံလေးရနည်းနည်းပူကြွတယ်လို့လေခံစားလာတာပေါ့နော်။ဒီအောက်တစ်ခွက်ကြီးကနည်းနည်းရုပ်ဆိုတော့ကျွန်တော်ဖြတ်လိုက်တော့မယူတော့။ Okay ဒါကတော့ကျွန်တော်သုံးနေတဲ့ဒီ glass skin ခေါ်လာအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုဖန်တီးတာလေးပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုတွေမှာလည်းဒီထက်ပိုကောင်းတဲ့ quality နဲ့ဒီထက်ပိုမိုတဲ့ knowledge sharing လေးနဲ့တင်ဆက်ပေးဖို့ရှိပါတယ် channel ကိုလည်း subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျ